စစ်ကောင်စီကဒီရွာရဖြန့်စကားတခုရိုက်ဖို့ရှိတယ်ပေါ့နော်အဲ့ဒီစကားနာမည်ကလည်းဒါတော်စီဖနက်ကလေးအိမ်ပြန်ချိန်ဆိုတဲ့စကားနာမည်ပေါ့ဒီစကားရရတဲ့ရည်ရွယ်ချက်ကလည်းလူငယ်တွေစစ်မှုထမ်းဖို့နဲ့ဒါပြည်သူလူထုကစစ်မှုထမ်းဒါနဲ့ပတ်သက်ပြီးအကောင်းမြင်လာစေရဆိုပြီးတော့ဝါရဖြန့်စကားတခုလို့လည်းကျွန်တော်သိရတယ်ပေါ့လေဟုတ်အဲ့တော့ကျွန်တော်တို့တွေကဗျာစစ်တပ်ကတော့သူ့ကိုယုံလာအောင်မျိုးမျိုးလုံးပါပဲဒါနီလန်မျိုးမျိုးနဲ့တော့လူတယောက်က तू မှန်းတိလာအောင် तू တမတာမှန်းတိလာအောင်သူတို့ကဒါလင်နိုင်ငံကိုကာကွယ်မဲ့စစ်တပ်ဆိုတဲ့ပုံစံမျိုးတိလာအောင်ကတော့လူတိုင်းကတော့လှုပ်ယူမှာပဲလှုပ်ယူမှာပဲဒါပေမဲ့လှုပ်ယူတဲ့နီလန်ချင်းကတော့မတူကြဘူးတယောက်နဲ့တယောက်ပြည်သူလူထုရဲ့ရင်ထဲကိုရောက်အောင်သွားနိုင်တာရင်ထဲကိုရောက်အောင်မသွားနိုင်နိုင်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးတက်ကပြည်သူလူထုရင်ထဲမှာမရှိဘူးလားဆိုရှိတယ်ဒါပေမဲ့ထုတ်ဖော်ပြီးတော့ရှိရတာဆိုမရှိရဘူးစစ်တပ်ကကြတော့ပြည်သူလူထုအနာသိန်းစစ်တပ်ကပြည်သူလူထုရင်ထဲမှာရှိတာဆိုမရှိဘူးဒါပေမဲ့ထုတ်ဖော်ပြီးမရှိဘူးပြောရလားဆိုတော့လေမပြောရဘူးပြောရဟုတ်အဲ့ဒီနှစ်ခုကွာနေတာပေါ့နော်အဲ့တော့ဒါကြောင့်မလို့သူတို့ဖျက်သီးဆိုတဲ့နာမည်ကိုသူတို့စပြီးတော့မှပေးခဲ့တာပေါ့နော်ဒီစစ်တပ်ကပဲစပေးခဲ့တာပေါ့ဖျက်သီးဆိုတဲ့နာမည်ကိုအဲ့တော့အပြင်ကအစိမ်းအထက်တဲ့အနီပေါ့နော်အပြင်အစိမ်းထဲတဲ့အနီပေါ့အဲ့ဒီဟာတော့ဟိုဖြစ်ခဲ့တာအဲ့တော့ဝါဒပြန်ဇကာပေါင်းများစွာကျွန်တော်တို့တွေကစစ်တပ်ရဲ့ဝါဒပြန်ဇကာပေါင်းဒါပြီးခဲ့တဲ့များမကြခင်ရပဲပြောရမယ်ဆိုရင်ခေတ်သမိုင်းကိုဒုံဆိုင်ကြသူများဆိုတဲ့ဟာပေါ့နော်ဒါဒီအာနာသိန်းမှုဖြစ်စဉ်မှာအုပ်ရောကြောက်ရောတွေကိုမပါဖို့တို့ဘာဖြစ်ဖို့တို့ညာဖြစ်ဖို့တို့အဓိကတော့ဒီစစ်တပ်သားလင်ပဲကိုယ်ွယ်ရဖြစ်တယ်ဆိုတဲ့ဟာတွေကဆန္ဒပြခဲ့တဲ့လူတွေပဲပြန်ရိုက်သွားတာဒါကတော့ရှင်းလေးအဲဒါကြောင့်မလို့ကျွန်တော်ကအမြဲတမ်းပြောတယ်ခင်ဗျကျွန်တော်တို့ပြည်သူကအခံရဆုံးပဲနော်ပြည်သူကခံရဆုံးတကယ်စဉ်းစားကြည့်ပြည်သူကခံရဆုံးပြည်သူတွေကိုဟေးထွက်လမ်းပေါ်ထွက်သူဆော်ရတာဒီဒရောင်းသားတွေပဲပြောရမယ်ဆိုရင်နော်ဒီဒရောင်းသားတွေပဲပြီးသွားလို့ရှိရင်ပြည်သူတွေကိုမင်းတို့မထွက်နဲ့တော့ဒီမှာလွန်ကုန်ပြီပြည်သူတွေကလွန်ကုန်လိုက်တားတာလဲဒီကောင်လေးပဲနော်အဲ့တော့သူတို့ကလူတယောက်ဒီမင်းသားတယောက်စင်မော်တက်ပြီးစကားပြောတာနဲ့ရက်ကွက်ကစိန်မှုစင်မော်တက်ပြီးစကားပြောတာနဲ့ဆိုရင်ဘယ်ဟာပူပေါက်မလဲဒီမင်းသားပြောတာပဲမင်းသားပြောတာပို့ပေါက်မှာပေါ့နော်အဲ့တော့သူတို့ကဒီမင်းသားတွေကိုအသုံးချအဲ့တော့ဒါကတော့တပိုင်းထားလိုက်တော့ဒါတော့တော်စီဖက်နက်လေးရဲ့အိမ်ပြန်ချင်းဝါရပြန်စကားအမှန်တကယ်တော့ကျွန်တော်တို့ဒီစစ်မှုထမ်းလူငယ်တွေပေါ့နော်စစ်မှုထမ်းလာတဲ့ရန်နဲ့စစ်မှုထမ်းခေါ်ယူမှုပေါ့ပြည်သူတွေအများယုံပြောင်းလဲလာတဲ့ရန်ရည်ရွယ်တယ်ဆိုပေမဲ့လည်းတကယ်ပြည်သူကစစ်မှုထမ်းဆိုတာကြီးကိုပိုက်ပြီးတော့မှခါးစည်းခံနေရတာပြည်သူကသိတယ်ဟုတ်တယ်တိပေမဲ့ငါတို့တွေမလုပ်ဘူးကွာဆိုတဲ့ဟာကိုတယောက်စားနှစ်ယောက်စားပဲထွက်ပြီးတော့မှပြောရတယ်တချို့ဆိုရင်နိုင်ငံခြားကိုမရရတဲ့နီးလန်းနဲ့မရရအောင်ရှောင်ရတယ်တချို့ပြည်သူကကြတော့ရှောင်နေရလမ်းစရိတ်တော့မရှိတဲ့ပြည်သူတွေကြတော့လေဂျားထဲမှာပိတ်ပြီးတော့မှခံရတာပေါ့နောက်ဆုံးကြတော့ဒီလူတွေပဲစစ်တပ်ထဲရောက်ကုန်ကြတာလို့ပြောချင်တာပေါ့နော်အဲ့တော့ဒီဟာတော်စီဖက်နက်လေးအိမ်ပြန်ဟာသားသဘောတော့ပြောရလို့ရှိရင်ပါတယ်ဖက်နက်ပဲအိမ်ပြန်တော့မှလားပေါ့နော်ဟိုကမပြန်တော့လူကတော့ပြန်ပါမလာတော့ဘူးဆိုတော့အဓိပ္ပာယ်လားပေါ့ဒီမြန်မာကားတွေရဲ့ဟိုကကျွန်တော်တို့နိုင်ငံလည်းအဲ့လိုမျိုးစကားတွေရဲ့နမိတ်တွေကရှေ့ကိုပြေးတာဘူရာယုံမှာတင်မောကြီးတွေဆိုင်လိုက်မယ်ဆိုတော့တချင်းဆိုပြီးတော့တိတ်မကြပါဘူးဟုတ်တယ်ဟုတ်လားရေကြီးပြီးတော့ပြေးမှဆိုတကယ်ပြေးဘူရာထိAR မြေရပြေးဘူရာထိတက်ခဲ့တဲ့တမိုင်းတွေလည်းရှိခဲ့တာအဲ့မှာလှေတွေကတ်လို့ရတယ်ဆက်လှေတွေကတ်လို့ရတဲ့အနေအထားမျိုးထိဘူရာယုံမှာတကယ်တင်မောတွေသွားဆိုင်လို့ရတဲ့အနေအထားမျိုးထိဖြစ်ကုန်တာပေါ့နော်အဲ့တော့ဒါပြောရမှာဆိုတော်သီးဖက်နက်လေးရဲ့အိမ်မြန်ကြီးဆိုတော့သူကအမှန်တကယ်တော့သူတို့ရုပ်လုံးထွက်လာရင်တော့ဘယ်လိုထွက်လာအောင်မလဲတော့မသိသေးဘူးပေါ့ဗျာဒါလည်းကျွန်တော်တို့ကစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ပြောချင်တာပေါ့ဒါပေမဲ့ဒီချိန်မှာကျွန်တော်တို့ကဝါရပြန်စကားပေါင်းများစွာရှိတယ်ဟိုရင်တော့ကဆိုလို့ရှိရင်ဒါဥကျော်ဟိန်းတို့ဒွေးတို့ရိုက်ခဲ့တဲ့ကားရှိတယ်ဝေလဲမွေးကျွေလဲမွေးတို့နောက်စစ်သွေးတစ္ဆာတို့ဘာလို့ပေါ့နော်အများကြီးဇာကားတွေအများကြီးရှိခဲ့တယ်ဒီဇာကားတွေတော့ပါခဲ့တဲ့လူတွေနဲ့အခုဇာကားတွေကိုပါတဲ့လူတွေကမတူပြန်ဘူးဘာကြောင့်လဲဟိုတုန်းကခင်မှာရိုက်ခဲ့တဲ့ဟာကတမျိုးအဲ့ဒါတမျိုးခံစားချက်တမျိုးနော်ဒါကိုမင်းမော်ကုန်းတို့ကစားရိုက်ခဲ့တာပဲဗာလဲသူရဲကောင်းတို့မွေးဖွားရမြေလာပါသူရဲကောင်းများထုံကားရမြေလာပါ DSA မှာလာပြီးတော့မှအဲ့တော့ကျွန်တော်တို့တွေက
ဟိုဟာဖြစ်နေတဲ့အချိန်ဟိုဗာလဲစစ်ဖို့ဖြစ်ပြီပေါ့2004မှာထုတ်ထားတယ်လူအဲ့ကsorry 2005တက်မတော်နေမှလားမသိဘူးအဲ့ဒီကပြတာပေါ့နော်ကိုမင်းမော်ကုန်းတို့ပြီးဆိုင်ခန်းလိုင်းတို့ဟောတော့99တို့ရိုက်သွားလက်ဝဲပွဲတွေရောဗာရောပေါ့နော်ဒါဘိုးလောင်းဘွားကိုတရုပ်ဖော်ပြီးတော့မှကောင်းကောင်းရိုက်သွားတဲ့ဟာပေါ့နော်အဲ့ဒါပြီးတော့နောက်ကိုပြတီဦးတို့ပေါ့နော်ကိုပြတီဦးပါပဲကိုပြတီဦးတို့လည်းရိုက်သွားတာပဲပေါ့နော်ခေတ်သုံးခေတ်ကိုဟိုမိပြုတ်ပြီးတော့မှရိုက်သွားတာပဲကြီးရည်လေးစစ်သားတွေနဲ့သူတို့ဗာလဲဟိုဘောလုံးဝင်းမှာတော့မယ်ကြီးရည်လေးဘောလုံးဝင်းမှာတော့သွားပြီးတော့ဘောလုံးပြိုင်ပွဲလုပ်တဲ့အချိန်မှာသွားစုံသေးတယ်လေဘုံမှုတွေဖြစ်တဲ့အဆင့်ဒီကိုရောက်ခဲ့ကြတယ်သူတို့လည်းစစ်တပ်တွေကဘုံမှုတွေပဲသူတို့လည်းသွားပြီးထင်သေးလို့တော့မရဘူးအဲ့တော့ပြောချင်တာဒါဟာသားပြောတာပါပြောချင်တဲ့ခါကတော့အဲ့တုန်းကရိုက်တာနဲ့အခုရိုက်တာနဲ့မတူဘူးအခုရိုက်တာကတေချာပေါက်ဟိုအကြမ်းဖက်မှုအားပေးတာပဲဟုတ်ဟာတော့ခင်ဗျားတို့ကိုကျွန်တော်တို့ကပြန်ပြီးပြဿနာမရှာတော့တာတော့ရှာကိုရှာမှာမင်းဒီလိုရမျိုးနောက်လုံးမလားဆိုတဲ့ဟာကဘင်းကိုပြင်အောင်တမကိုတမဘာကြောင့်လဲဆိုတော့ဓာတ်တိတိအဲ့တော့1988အာနာသိမှုဖြစ်စဉ်ကနေပြီးကမှဒီ2021ပေါ့နော်21အာနာသိမှုဖြစ်စဉ်အထိဂျားထဲမှာဆိုင်ပြည်သူလင်းနဲ့ဘုံကျဲတာရှိခဲ့လို့လားနော်ပြစ်ခတ်ဖြိုခွင်းတာတော့ရှိခဲ့တယ်ဗျာဒါပေမဲ့လင်းနဲ့ဘုံကျဲတာရှိခဲ့လို့လားတကယ်ပြည်သူတွေကိုအခုလိုမျိုးအတင်းပေါ်တာဆွဲပြီးတော့မှဟုတ်လားစစ်တပ်ထဲကိုအတင်းထဲဝင်ញမှန်းမသိမဝင်ញမှန်းမသိထဲတဲ့ဟာတွေရှိခဲ့လို့လားပေါ့နော်အဲ့ဒီကာလမှာရိုက်တဲ့ဟာကဒါအကြမ်းဖက်မှုအားပေးတာဟိုအရင်မမြောက်သေးဘူးလို့ဆိုလို့မမြောက်သေးဘူးလို့ဆိုလို့ကျင်တာပေါ့နော်ဒါသူတို့ရဲ့ဟိုဟာနဲ့သူတို့အနုပညာရှင်ဆိုတဲ့လမ်းကြောင်းနဲ့သူတို့သွားရတဲ့အပိုင်းလေးလည်းရှိတာပေါ့ဗျာဒါကတော့လူသားလွန်တာလေးသွားရတာဒါတော့ထားလိုက်ပါအခုကတေချာပေါက်ဓာကြီးလုံနေတဲ့ line ပေါ်မှာလည်းအကုန်လုံးမြင်တွေ့နေရတဲ့ကာလာကြီးမှာဟာငါတို့ကဒီဇာကာကြီးကိုမင်းတို့စစ်တပ်ထဲဝင်အောင်ငါတို့တွေဝိုင်းပြီးတော့မှအလုံဆော်မယ်ဆော်ဩမယ်ဆိုတဲ့ပုံစံမျိုးလုပ်တဲ့ဟာကြီးကတော့ဒါအကြမ်းဖက်မှုအားပေးတာပဲလုံးဝအားပေးမှုမြောက်ကိုမြောက်တယ်ဟုတ်တယ်ဒါကိုသွားပြီးတော့မှဟာငါတို့ကတရုပ်ဆောင်မယ်ကွာတရုပ်မဆောင်ရင်ထမင်းငန်းရမှာလားတို့ဘာဖြစ်ရမှာလားညာဖြစ်ရမှာလားတို့ဆိုတဲ့ဟာပြောလို့ရှိရင်သူတို့ပြန်ပြောစရာတကားရှိတယ်โอเคကျွန်တော်တို့လည်းအဲ့ဒါဆိုစစ်သားပဲလေတော့စစ်သားမလို့ရင်ထမင်းငန်းမငန်းဘူးလေခုဟိုအဓိကတော့ဘုံကခုနတကယ်အကျူတယ်ပေါ့နော်တကယ်ဖြစ်ပြနေတဲ့ဥစ္စာကိုပဲဒါပြည်သူလူထုကိုတရုပ်ဆောင်တွေအနေနဲ့ knowledge ပိုင်းဆိုင်ရာပေးတဲ့ဗီဒီယိုပဲစကားမျိုးပဲဖြစ်ရမှာပေါ့နော်အခုခုနဘုံမရှိမှပြောသလိုမျိုးခုနတော့တိမ်မဲဆိုတာတိတိကြီးနဲ့တေတွင်းထဲကိုတွေးဟိုပါပေါ့အရောက်ပို့တဲ့တွင်းတာပေါ့နော်ဝါရဖြန့်တဲ့စကားမျိုးကတော့ကျွန်တော်တို့ကလုံးဝလက်မခံဘူးပေါ့နော်ဒါပေမဲ့အခုဒီဟိုပါပေါ့တော်စီဖက်နဲ့လေရဲ့အိမ်ပြန်ချင်းဆိုတာကတော့သူကနမိတ်ဖက်နေတာလားပေါ့ခုနတော်တော်များများလည်းဟိုစစ်ကောင်စီတပ်ဖွဲ့ရေးဝေတွေအနေနဲ့ခြေပြက်လက်ပြက်တွေပဲရှိတယ်ပေါ့နော်တော်စီဖက်နဲ့တောင်ဟိုစီးချိန်တောင်မရလိုက်တဲ့အဖြစ်မျိုးတွေလည်းအခုလက်ရှိမှာကြုံတွေ့နေရတာလေသွားတွေ့ရတာပေါ့ဟုတ်အဲ့တော့မရိုက်နဲ့လို့မပြောဘူးကျွန်တော်ကရိုက်ရင်ဘယ်လိုရိုက်ရမလဲတကယ် reality ရိုက်မင်းချမှုတန်းပတ်စင်တစ်က9000ဟုတ်တယ်ဝင်တယ်ဘယ်နှယောက်အိမ်ပြန်ရတယ်ဘယ်လောက်သေးသွားလဲဟုတ်တိုင်းပြည်တွေပေးဆက်သေးသွားတဲ့ဆိုတဲ့ဟာကြီးမတုံးထုံးကျင်တော့တိုင်းပြည်တွေဘယ်နှယောက်ကတော့ကိုလဲအင်္ဂါဘယ်နှယောက်ဆွန်းလို့ရတယ်ဟုတ်တယ်အသက်ဘယ်နှယောက်ဆွန်းလို့ရတယ်ဒီ reality စရင်အမှန်နဲ့ရိုက်မှာလားရိုက်မှာဆိုရင်တော့ကျွန်တော်လည်းသိကျင်တယ်ဒီနောက်တဲ့စစ်တပ်ထဲဝင်မဲ့ပြည်သူလူထုကိုလည်းဒီကိစ္စကိုတီးခွင့်ပေးရမယ်အဲ့လိုမဟုတ်ဘဲနဲ့တေမဲ့လိုင်းကိုမိဘရင်ခွင်တွေကဆွဲထုတ်ပြီးတော့မှကျွန်တော်အမြဲတမ်းပြောတယ်မိဘဆိုတာကဒါရိုးတန်းတန်းသူ့ကိုထိုးလိုက်တာနဲ့ဆိုင်တာသမီးကိုထိုးတာတာသမီးကိုသူ့ရှေ့နေထိုးတာနဲ့ဟုတ်ဘယ်ဟာပုံနာလဲဆိုသူ့ကိုထိုးရတဲ့စားလို့ရှိရင်တာသမီးကိုထိုးလိုက်တာပို့ပြီးတော့မှနားတယ်ဟုတ်နော်အဲ့တော့တာသမီးကိုဒီလိုလှုပ်ချင်းဟာဒီလိုလှုပ်ဖို့အားမြောက်အပေးအားမြောက်ပြုခြင်းဟာမင်းတို့ကျွန်တော်အဖေဆိုငယ်တုန်းကကျွန်တော်ခဏပြောဘူးတယ်သူကအဲ့လိုကျွန်တော်ကဖားရှာငါးရှာတို့ပြီးရင်ကျန်တဲ့အလုပ်တွေဗျာအဲ့လိုမျိုးဆက်ကိုငယ်တုန်းကဝါသနာပါတယ်အခုဆိုရင်တော့အဲ့ဒါတွေကျွန်တော်လုံးဝမလုပ်ချင်တော့မလုပ်ချင်တော့ဒါတိသွားတဲ့အရွယ်ပိုင်းခြားရောက်သွားတဲ့အချိန်မှာပေါ့နော်ငယ်တော့လှုပ်ချင်တယ်ဟာအကောင်မလောင်နေပြည့်ရှင်ခတ်ချင်တယ်လေးကွာတစ်လက်နဲ့ပေါ့နော်အဲ့လိုမျိုးလှုပ်ချင်တော့ဖေကဘာပြောလဲဆိုငါငယ်တုန်းကတဲ့ပြားအောင်ကိုငါမီးတုံးနဲ့မီးနဲ့တက်ပြီးတော့မှဖုတ်ဖူးတယ်ပေါ့နော်ဖုတ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဟိုကိုဝင်နဲ့
ကျွန်တော်ဟိုဖြစ်ထားတဲ့အချိန်ကိုဝင်လွဲထားတဲ့အချိန်မှာအမေကကိုဝင်လွဲထားတဲ့အချိန်မှာကျွန်တော်တို့အိမ်ဘေးအိမ်ရစပြီးတော့မှမီးလောင်တာ3ရက်ကွက်သက်တိုက်ဟိုကျွန်တော်တို့မျိုးကဟိုမီးသက်ကားတွေတော့မရလို့ဟိုပြေးရမီးသက်ကားတွေပါရှင်းပြီးတော့မှလာတက်3ရက်ကွက်သက်တိုက်လောင်တာ3ရက်ကွက်သက်တိုက်နော်အဲညနေဆိုလို့ရှိရင်ထမင်းတုပ်လေးဘေးအိမ်ရစလောင်တော့ကျွန်တော်တို့အိမ်ကျွန်တော်တော့တစ်ခါပြောပြပါသေးနွားတွေတောင်မှပဲတကောင်းမှပြန်မရဘူးဟိုနွားတင်ကုတ်ထဲဝင်ပြီးတော့မှဓာတ်ကိုဟိုကျိုးဓာတ်နဲ့ခုတ်ပြီးတော့မှဖြတ်ဟိုကျိုးဖြီပေးချိန်တော့မရတော့လို့မီးကအိမ်ကိုဆဆွဲပြီးဆိုတဲ့အခါကျတော့ဘာမှမရလိုက်ဘူးပေါ့အမေတို့ထမင်းရီရှားနဲ့ဆပြီးတော့မှသူများဝေတဲ့ဟိုဟာဝစ်ခဲ့ရအဲ့တော့ဒီငါပြားဖို့ခဲ့တဲ့ဝစ်ကိုငါဒီမှာနေအခြေဆက်လိုက်မယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ငါတို့ဒီလိုမျိုးခံစားရတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီဟာတွေမလုံးနဲ့သူစားချင်းဈေးတွေကဝယ်စားသူများသူကသူဟိုဖြစ်တဲ့ဟာပေါ့နော်ဒီလိုမျိုးဝယ်စားဆိုတဲ့ဟာကိုသူကဟိုပြောချင်တာပေါ့နော်ပြောချင်တဲ့အခါကျတော့ကျွန်တော်လည်းအဲ့တော့ဒီကောင်တွေကအခုမိဘရင်ခင်ဗျားတို့သားသမီးတွေကိုဆွန့်လွတ်လိုက်ခြင်းကိုစစ်တပ်တဲ့ထဲလိုက်ခြင်းဟာဟိုဖြစ်ချင်းပဲပေါ့တရားဟိုနိုင်ငံကိုကာကွယ်ခြင်းပဲနိုင်ငံကိုကာကွယ်တာမို့ဒီတိုင်းပြည်တွေမှာပြည်သူရဲ့ဘန်နာနဲ့ထွက်လာလှုပ်တဲ့ကြည်စံဟာဘယ်တိုင်းတစ်ပါးသားကိုပြစ်ခတ်လို့လဲဘယ်တိုင်းတစ်ပါးရံမှုတဲ့လူကိုပြစ်ခတ်တာရှိလို့လဲဟုတ်တယ်ကိုပြည်သူလူထုအချင်းချင်းပဲဟိုပြစ်ခတ်နေရတာပေါ့နော်ဒီဟာကြီးကိုသွားပြီးတော့မှဟာမင်းတို့ဒီထဲကိုဝင်ရမယ်ဒီထဲကိုလုတ်ကိုလောက်ရမယ်ဆိုတော့အဲ့တော့မင်းတို့ကဘာလို့ PDF ထဲဝင်ဖို့တိုက်တွန်းလဲဆိုတော့ဒါ PDF ထဲဝင်တာနဲ့ချစ်တဲ့ထဲဝင်တာနဲ့ဟာချီးတွင်းနဲ့ခုံချတာနဲ့ဟိုနတ်တစီတွင်းနဲ့ခုံချတာနဲ့အဲ့လိုကိုကွာလေနောက်တစ်ခုအဲ့စစ်ရဲ့ဆိုးကျိုးပေါ့နော်ဒီစစ်ရဲ့ဆိုးကျိုးနောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာတွေဒီအဓိကတော့ဘုံကစစ်တပ်မှာရှိတဲ့အောက်ခြေမိသားစုပေါ့နော်မိသားစုတွေတဲမှာခုနသူ့ရဲ့ဖခင်ရတေးသွားပြီဆိုရင်ခုနစစ်တပ်ထဲမှာရှိတဲ့မိန်းမတွေဆိုလဲခုနလိုင်းပြင်ထုတ်ခံရတာမျိုးတွေနောက်တစ်ခုကအရွယ်မရောက်သေးတဲ့ကလေးတွေရဲ့အနာဂတ်ပေါ့နော်ဒါအောက်ခြေစစ်တီတွေရဲ့ဖြစ်ပြနေတဲ့ဘဝကြီးနောက်တစ်ခုကစစ်သားနေကြီးမှာခုနကျွန်တော်တို့တော်လိုင်းရဲဘော်လူငယ်တွေကိုပြစ်ခတ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့လူငယ်တွေဆရာဝန်တွေအင်ဂျင်နီယာတွေခုနပညာတတ်တော်များများတော်ရဲရောက်ပြီးဘဝပြတ်သွားတဲ့ဟာမျိုးတွေအဲ့လိုစကလန်းမျိုးတွေဒါစစ်ရဲ့ဟိုစိုးချိုးတွေနဲ့ပတ်သက်ပြီးတော့ရိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကဟိုလက်ခံတဲ့ရင်လက်ခံရမှာပေါ့လေဟုတ်